ရိုးလေးပြောရင်အေးရေးမဝရင်အုံနောက်ရဲ့တစ်စိတ်တစ်ပိုင်းကိုဖျက်ဆီးမိနေတာပါ Guinness World Records မှာအေးရေးပြည့်စင်တဲ့ပတ်သက်တဲ့မှတ်တမ်းကိုဖျက်လိုက်ရတဲ့အကြောင်းသိပါသလား1986ခုနှစ်မှာတော့ Robert McDonald ဆိုသူက19ရက်ဆက်တိုက်စုစုပေါင်း453နာရီမိနစ်40အထိမအိပ်ပဲနေပြီးတော့မှကမ္ဘာကိုအံ့အားသင့်စေခဲ့တယ်ဒီမှတ်တမ်းကို Guinness World Records မှာမှတ်တမ်းတင်ခဲ့ပြီးမြဲဒီပြည့်ရဲ့ပြီးနောက်အေးပြည့်မှုနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကိုစောင့်ကြည့်တော့မှာမဟုတ်ဘူးလို့ Guinness ကကြီးညာလိုက်ပါတယ်အကြောင်းကတော့အေးပြည့်ခြင်းရဲ့ကျမ်းမာရေးဆိုးကျိုးတွေကအလွန်အန္တရာယ်များလို့ပါနောက်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရပ်တစ်ခုကတော့ Randy Gardner 19နှစ်နဲ့သူ့ရဲ့တငယ်ချင်း Bruce တို့ပါသူတို့ကသိပ္ပံ project အတွက်17ရက်ချမအိပ်ပဲနေခဲ့ကြတယ် Randy က basketball ကစားတာ game ဆော့တာတွေနဲ့အချိန်ကုန်ခဲ့ပြီမြဲတပြည့်ပြည့်သူ့အုံနောက်တဲ့ခန္ဓာကိုယ်မှာဆိုးကျိုးတွေစပြလာပါတယ်သူအမှန်ဉာဏ်ချုပ်ရင်းလာတာအာယုံဆိုင်ရခတ်လာတာစိတ်ထင်အောင်ထင်မှားတွေဖြစ်လာခဲ့ပါတယ်ဒေါက်တာဒရီယိုင်းအဆိုအရ24နိုင်မအိပ်ပဲနေအုံနောက်ကအရက်မူးနေတယ်လို့အလုပ်လုပ်ပါတယ်24နိုင်ကျအေးဆက်မှုမရှိဘဲနေရင်သင်ခန္ဓာကိုယ်နဲ့အုံနောက်ကတုံ့ပြန်မှုနေသွားမယ်ဆုံးဖြတ်ချက်တွေမှားလာမယ်စိတ်တူလွယ်လာမယ်လက်နဲ့မျက်စိညှိနှိုင်းမှုကျဆင်းမယ်စိတ်ပီစီးမှုခန္ဓာကြီးကျလာမယ်36နိုင်မအိပ်ရင်သွေးထဲမှာရောင်ရမ်းမှုတွေများလာမယ်ဟော်မုန်းမညီမျှမှုဖြစ်လာပြီးတော့မှအစာကြေစနစ်နှေးကွေးလာပါမယ်48နိုင်မအိပ်ရင်တော့ micro sleep စက္ကန့်မှအိမ်မောကြခြင်းဖြစ်လာနိုင်ပါတယ်82နိုင်ဆိုတော့ theory အရဖြစ်နိုင်ပေမဲ့အလွန်အန္တရာယ်များပါတယ်စိတ်ကထင်အောင်ထင်မှဖြစ်လာမယ်လူတွေရဲ့ခံစားချက်ကိုနားလည်နိုင်စွမ်းကျဆင်းလာမှာဖြစ်ပါတယ်ဒါကြောင့်အေးစက်မှုအရေးတွေမကောင်းသူတွေအေးကြီးမပြည့်ဝသူတွေမှာအဓိကဆုံးရှုံးမှု၃ရပ်ကိုရင်ဆိုင်ရပါတယ်ပထမဆုံးဆုံးရှုံးမှုက mental clarity စိတ်ကြည်လည်မှုဖြစ်ပြီးတော့မှသင်ယူနိုင်စွမ်းနဲ့မှတ်ဉာဏ်ကိုကျဆင်းသွားခြင်းပါအေးစက်နေစဉ်မှာအုံနောက်ကအချက်လက်တွေကိုစနစ်တကျအစုစည်းပေးပါတယ်အေးရင်မဝရင်တဏှိတာလုံးသင်ယူခဲ့တဲ့အရာတွေအတွေ့အကြုံတွေကိုသိသိနိုင်စွမ်းမရှိတော့ဘူးဒါကြောင့်နောက်နေ့မှာအုံနောက်ကရှုပ်ထွေးနေတတ်ပါတယ်ဒုတိယဆုံးရှုံးမှုက emotional stability စိတ်ခံစားမှုမတည်ငြိမ်ခြင်းပါအရေးပြတဲ့ခါသင်အုံနောက်ရဲ့ amygdala လို့ခေါ်တဲ့စိတ်ခံစားမှုထင်ကျော်ရနေရာကိုထပ်ရထိခိုက်စေပါတယ်ဒါကြောင့်သေးသေးမမွားအရာတွေနဲ့တင်စိတ်ဆိုးလွယ်လာတယ်စိတ်ထိန်းနိုင်စွမ်းကျဆင်းလာတာမျိုးဖြစ်လာစေပါတယ်တတိယဆုံးရှုံးမှုကတော့ immunity ကိုခံအား metabolism ဇီဝဖြစ်စဉ်နဲ့ခန္ဓာကိုယ်အပေါ်ကြီးမားတဲ့တိုက်ရောက်မှုရှိခြင်းပါနှစ်ပေါင်းထောင်ချီကလေးကအေးစက်မှုကလူသားတွေအတွက်ဇီဝဗေဒဆိုင်ရာဘေလီတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီနေစမှာဘာတွေဖြစ်နေသလဲဆရာဝန်တွေကခုကမှအများကြီးနားလည်လာကြပြီမဲ့သူတို့အေးစက်မှုကိုဘယ်လိုလေ့လာခဲ့ကြသလဲအမြဲအိတ်တက်သူတွေကိုလှမ်းပြောင်တက်ကြပြီးတော့အဲ့ဒီနဲသူတွေကိုချီးကျူးတတ်ကြတယ်အကြောင်းကလူတွေကအေးစက်မှုဆိုတာဘာမှမလုပ်ပဲအနားယူတဲ့အရာလို့ပဲထင်နေခဲ့ကြတာကြောင့်ပါ1980ခုနှစ်ဒီမှာတော့အစင်းမြင့်အာယုံကနီးပညာတွေဗီဇဆိုင်ရာကရိယာတွေပေါ်လာပြီးတော့မှအံ့ဖွယ်လေ့လာမှုတွေရှိလာခဲ့တယ်အေးစက်မှုရဲ့အဆင့်တွေကိုနားလည်လာကြတယ်